ချင်းရိုင်ရောက်ရင်မတော်ဖြစ်သွားလေတင်းနေနေရမြဘလဘလဘလပဲမတော်လဲရတယ်ဘာမှမဖြစ်ဘူးသွားမယ်ဆိုရင်တော့ပတ်စံကုန်မယ်မသွားဆိုရင်တော့ပတ်စံမကုန်ဒါပါပဲဒီနေရာကနေပြီးတော့ vlogger တွေလည်းနည်းပြောပါအောင်မယ်သူတို့သွားရဲ့နေရာအကုန်ကောင်းအကုန်တန်အကုန်လှနေပါမကောင်းတာလေးလည်းထည့်ပြောပေးပါအောင်အဆင်ပြေရလေးတွေထုတ်ပြောပေးကြပါအောင်ဒီမှာပေါ့ဝမှာဝင်ကြီးဆိုပြီးတော့တယောက်ကိုဘတ်100ကောက်တယ်ပေါ့နော်အထက်ရောက်တော့လဲနောက်ထပ်ဘတ်100ထပ်ပြီးတော့ပေးရပါတယ်ဘာလို့လဲဆိုတော့ဟိုးချားရက်ဟက်နဲ့ပုံတွဲရိုက်ပြီးတော့ချားရက်ဟက်စီးကားဆိုပြီးတော့ပေါ့နော်ပြီးတော့သူတို့ဘာသာသူတို့မွေးထားတဲ့တူတွေကိုငါတို့ကပတ်စံပေးလဲဝင်ရသေးတယ်အစာလဲကျွရသေးတယ်ကောင်းလားမကောင်းဘူးနော်ဒါပေမဲ့ငါတို့ကသွားရတာပဲလေတက်ပုံရရှင်အောင်ဒီမှာတွေ့လားအပေါ့ဝမှာဝင်ကြီးတယောက်ကိုဘတ်100ပေးထားတဲ့အပြင်ကိုဒီတဲကိုထပ်ပြီးတော့ဝင်မယ်ဆိုရှင်နောက်ထပ်100ထပ်ပြီးတော့ပေးရပါမယ်တဲ့မတက်နိုင်လေငါတို့ကလည်းထန့်ကနေဆိုနန့်ကနေအုပ်စုပါဆိုသူများတွေကဟေးဆိုငါတို့ကဟာဆိုလိုက်တဲ့အဖွဲဆိုတော့လေသွားရတာပေါ့နော်ဒါပေမဲ့ပြောဖို့တော့ကောင်းပါတယ်ခလေးဘွားတုန်းကအမှတ်တရလေးတွေလိုမျိုးပြန်ပြီးတော့ခန်းစားမိစေရပေါ့နော်မပြောလို့လည်းမရဘူးလေပတ်စံပေးပြီးသွားရော